Okay ဒီ video file လေးကဒီ Telegram အသုံးပြုတဲ့သူတိုင်းဒီ Telegram သုံးနိုင်ရင်းနဲ့ဆက်လေးတာမျိုးတွေကြုံလာတတ်ပါတယ်ဥပမာ auto download တွေ auto တပ်ပုံတွေသူ auto download ဆဲပြီးတော့ဒီလို Telegram သုံးရတာနည်းနည်းလေးပင်ဖြစ်လာတတ်ပါတယ်အဲ့ဒီအချိန်မှာဘာလို့ရမလဲဆိုတဲ့အရာလေးတစ်ခုကိုပြောပြပေးတော့မှာဖြစ်တယ်ဆိုတော့ Telegram application ထဲဝင်ပါပြီးတော့ရင် setting ထဲသွားပါပြီးတော့ရင် data and storage ဆိုတဲ့နေရာလေးသွားပါပြီးတော့ရင်ကျွန်တော်ဒီ storage usage ဆိုတဲ့နေရာလေးကိုသွားပါ okay အဲ့လိုပေါ်လာလို့ရှိရင်ဒီအောက်နားလေးမှာ clear cache ဆိုတဲ့နေရာလေးကအမိုက်ဖြစ်တယ်အဲ့မှာကျွန်တော်2 gig လောက်မှကျွန်တော် cache ရှင်းရမှာဖြစ်တယ်ဆိုတော့အဲ့ဒါလေးကိုနှိပ်လိုက်ခြင်းအပြင်အမိုက်တွေ Telegram ထဲမှာရှိတဲ့ကိုတုံးထားတဲ့အမိုက်တွေရှင်းပေးပြီးတော့ Telegram အနေငယ်ပေါ်ပါပဲဖြစ်သွားပါလိမ့်မယ် Okay ကိုစံတော့ရှင်းတော့ပါပြီဤနည်းလေးအဖြစ်မိမိရဲ့ Telegram ကိုလေးပင်မဟုတ်ပဲနဲ့ပေါ်ပါတုံးလို့ရအောင်လုပ်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်